အခုလက်ရှိသုံးပေးထားတာကျွန်တော်တို့ဟိုအရင်စပြီးတော့2010 17စနစ်လောက်ကနေပြီးတော့လက်ရှိကျွန်တော်တို့အခုနောက်ဆုံးကျွန်တော်2020လောက်ထိပေါ့နော်ကတ် system နဲ့လာတာပေါ့နော်2020လောက်ထိဟာဒီကတ်တွေနဲ့လုံးဝ fix ဖြစ်ပါတယ်เนาะအခုသုံးပြီးတဲ့ကတ်ကအကြီးကကျွန်တော်အကြီးပေါ့နော်ကျွန်တော်အကြီးက reading speed ကကျွန်တော်တို့80 map ဒီတက်မယ်ကျွန်တော်တို့ writing speed ကကျွန်တော်တို့40ဒီတက်မှာပေါ့နော်အားလုံးမင်္ဂလာပါ one star မှာကြိုဆိုပါရစေဒီကျွန်တော်နှစ်သစ်မှာကျွန်တော်ရဲ့ capital လေးတွေရောက်လာပါပြီတော်တော်များများရောက်လာပါပြီကျွန်တော် customer တွေလည်းလိုအပ်တဲ့လောက်ကျွန်တော်ရှိမှာမှာလို့ရပါပြီကျွန်တော်ဗီဒီယိုလေးတစ်ခုလုပ်မယ်ဆိုပြီးကျွန်တော်အမြဲတမ်းပြောခဲ့တယ်ပေါ့နော် okay ဘာဗီဒီယိုလေးတုံးဆိုကျွန်တော်ရဲ့ cat ကလေးတွေကိုကျွန်တော် reading speed နဲ့ writing speed လေးကိုကျွန်တော်ဗီဒီယိုလေးလုပ်မယ်ဆိုပြီးကျွန်တော်အမြဲတမ်းပြောခဲ့တယ်ပေါ့နော်အခုကျွန်တော်အခုတစ်ချက်ဒါလေးကိုကျွန်တော်အခုလုပ်ပြမှာဖြစ်တယ်ကျွန်တော်ဘယ်ကနေလုပ်မယ်ဆိုတော့ကျွန်တော်အခု original cat ကလေးတွေပေါ့နော် original ဒီကျွန်တော် Panasonic နဲ့ကျွန်တော် Alpine ပေါ့နော်တူတာတော့တော်တော်လေး speed နည်းတယ်ထင်ပါတယ်အဲ့တော့ကျွန်တော်အခု original cat ကျွန်တော်တို့ Panasonic နဲ့ Alpine နဲ့အဲ့နှစ် cat နဲ့ကျွန်တော်အခုကျွန်တော် cat ကလေးနဲ့ကျွန်တော် compare လုပ်ပြမှာဖြစ်တယ်အဲ့တော့ဒီ cat ကလေးတွေကတော့ကျွန်တော်တို့ original cat ကလေးတွေကတော့သူ့ရဲ့ခုနှစ်အလိုက်ပေါ့နော်ကျွန်တော် generation အရာဘယ်လိုပြောမလို့ generation အရာဒီ cat ကလေးတွေ speed ကသူအဲ့အနေထားတော့2012-13ပေါ့နော်အဲ့အနေထားတော့သုံးခဲ့တဲ့ cat ကလေးတွေဆိုတော့ speed ကနည်းပါမယ်အဲ့တော့ကျွန်တော်အခုလက်ရှိသုံးပေးထားတာကျွန်တော်တို့ဟိုအရင်စပြီးတော့2010 17စနစ်လောက်ကနေပြီးတော့လက်ရှိကျွန်တော်တို့အခုနောက်ဆုံးကျွန်တော်2020လောက်ထိပေါ့နော်ကတ် system နဲ့လာတာပေါ့နော်2020လောက်ထိဟာဒီကတ်တွေနဲ့လုံးဝ fix ဖြစ်ပါတယ်အဲ့ဒါလည်းလုံးဝမရှိပါဘူးအဲ့တော့ကျွန်တော်အခုဒီ reading writing speed ကိုကျွန်တော်အခု original cat ကလေးနဲ့ကျွန်တော်အခု compare လုပ်ပြမယ်ဒီမှာတစ်ချက်ကျွန်တော်ပြောချင်တာကကျွန်တော်အခုသုံးပြီးတဲ့ကတ်ကအကြီးကကျွန်တော်အကြီးပေါ့နော်ကျွန်တော်အကြီးက reading speed ကကျွန်တော်တို့80 map ဒီတက်မယ်ကျွန်တော်တို့ writing speed ကကျွန်တော်တို့40ဒီတက်မှာပေါ့နော်အခုကျွန်တော်ခုကူးပြမယ်ဒါလေးနဲ့ကျွန်တော်တစ်ချက်အခု test လုပ်ပြမယ်ပေါ့နော် okay နောက်ကျွန်တော်တို့အသေးကကျွန်တော်25 23လောက်ဒီတက်မယ် writing speed က reading speed ကကျွန်တော်တို့80 map ပြီပေါ့နော်80 map ဒီတက်တယ်ပေါ့ okay အဲ့တော့ကျွန်တော်ဒီမှာ reading speed writing speed ကဘာကိုကျွန်တော်တို့အဆင်ပြေတော့ဆိုရင်ကျွန်တော်တို့အခုလက်ရှိ customer လာတဲ့ချိန်ကျရင်ကျွန်တော်ကူးတဲ့ချိန် 3.0 နဲ့ကျွန်တော် USB 3.0 နဲ့ကူးမယ်ဆိုရင်အရမ်းမြန်ပါတယ်ကျွန်တော်တို့ပုံမှန်အခုကျွန်တော်ဒီ Panasonic ကူးတာကျွန်တော်တို့15မိနစ်လောက်ကြာမယ်ဆိုရင်ပေါ့နော်15မိနစ်လောက်ဆိုရင်ကျွန်တော်ကတ်ကကျွန်တော်တို့9မိနစ်10မိနစ်လောက်နဲ့ပြီးတယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်တို့ဒီမှာ speed သူ့ရဲ့အချိန်လေးတွေပေါ်တယ်ပေါ့နော်ဒါပေမဲ့ကွာတာကတော့ကျွန်တော်တို့အခုဒီမှာ Panasonic ကတော့1 second ကို50 megabyte ပဲတက်တယ်ကျွန်တော်ကတ်ကတော့1 second ကို40ဒီတက်ပါတယ်အဲ့တော့တဝက်ကျော်လောက်ကွာနေပါတော့ speed ကအဲ့တော့ quality ဘိုင်းမှာလည်းကျွန်တော်တော်တော်လေးကောင်းအောင်ကျွန်တော်သုံးပေးထားတယ်ဈေးနှုန်းရောပါအားလုံးအသင့်တဖြစ်အောင်ကျွန်တော်သုံးပေးထားတယ် customer အနေနဲ့အခုဒီကျွန်တော်ရှိမှာမှာတယ် customer တော်တော်များပါပြီအဲ့တော့ဒီ customer တွေအကုန်လုံးလည်းအဆင်ပြေတဲ့ဒီကတ်တွေအဆင်ပြေတဲ့အကြောင်းပဲကျွန်တော်ကိုဘယ်လိုပြောမလို့သုံးရတာအဆင်ပြေတဲ့အကြောင်းအကုန်လုံးပြောပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်အားပေးတဲ့အတွက်လည်းအခု software လည်းတော်တော်များများအားပေးကြတာပေါ့နော်နေရာနေပြီးတော့ okay အဲ့တော့ကျွန်တော်အခုဒါလေးအခု compare ကျွန်တော်လုပ်ပြမယ်ကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်အောင်ပေါ့နော် okay ကျွန်တော်အခု Panasonic လေးကို cat ကလေးကိုကျွန်တော်အရင် test လုပ်ပြမှာပေါ့နော် okay ကျွန်တော်ဒီမှာ ASSD ဒါကျွန်တော် software ဒါ test လုပ်တဲ့ software တွေပေါ့နော် okay ကျွန်တော်အဲ့တော့ SD ကရွေးလိုက်ပါပေါ့နော် okay ကျွန်တော်ဒီမှာ start လုပ်ပြမယ် okay ဒါကျွန်တော် write speed ကကျွန်တော်တို့1 second ကို50 map ပဲတက်တာပေါ့နော် write speed ပေါ့နော် okay ခဏလေးစောင့်ကြည့်ပါဒါ write speed ပြင်ဒီကလေးသူ့ရဲ့ read speed လေးကိုဒါလည်း test လုပ်ပြမှာပါအဲ့တော့ကျွန်တော် writing speed ကတော့ကျွန်တော်တို့တချို့ဒီ CD ကနေပြီးတော့ကျွန်တော်တို့ record လုပ်တာပေါ့နော် record လုပ်တဲ့အချိန်ကျတော့ဒီ writing speed ပေါ့နော် cat ထဲကိုကျွန်တော်တို့ရေးထည့်တဲ့ဟာပေါ့နော် writing speed ကောင်းပါပဲကျွန်တော်တို့အမြန်ကူးတာပါ reading speed ကတော့ကျွန်တော်တို့ဒီ setting တွေဝင်တဲ့အပိုင်းတွေနောက်ပြီးတော့ကျွန်တော်တို့
screen ပေါ်မှာပေါ်နေတဲ့မြေပုံပိုင်းတွေပေါ့နော်အဲ့ဒီဟာလေးတွေကျွန်တော်တို့နှိပ်ကြည့်တဲ့အချိန်မှာအရန်တွအောင်လို့ပေါ့နော်အဲ့ဒါတွေကဆိုကျွန်တော်တို့အဲ့ဒီကောင်တွေတွတ်တဲ့ဟာအလုံးလုံးတာဆိုတော့ကျွန်တော်တို့ read speed ပေါ့နော်ကျွန်တော်တို့စပြီးတော့မှကျွန်တော်လုံနေဆွဲတဲ့အချိန်ကျွန်တော်တို့ဒီ2တောင်မှဆိုသိရတယ်ပေါ့နော်2ဒါကျွန်တော်တို့ဒီ generation 7မှာကျွန်တော်သိရတယ်ကတ်အသေးတွေစပြီးကျွန်တော်တို့ဆွဲတဲ့အချိန်ကျအဲ့ဒါဆိုကျွန်တော်တို့ read speed ပေါ့နော် read speed ကောင်းတဲ့အချိန်ကတော်တော်လေးအဆင်ပြေပါတယ်မြန်တယ်ပေါ့နော်လောက်ရတာတော်တော်လေးမြန်တာပေါ့ okay ဒီမှာကျွန်တော်တို့ read speed က21 map တက်ပါတယ်22 map တက်ပါတယ်ဒီနေရာမှာခုနကကျွန်တော်တို့ right နေရာမှာကျွန်တော်ကတ်ကအချီးကကျွန်တော်တို့40 map တက်ပါတယ် read speed ကကျွန်တော်တို့80 map တက်ပါတယ်80ပေါ့နော်80တက်တယ်ဟိုကောင်ကကျွန်တော်တို့ right speed က40တက်တယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ right speed က16တက်တယ် read speed ကကျွန်တော်တို့22တက်တယ်ပေါ့နော်ဒါ Panasonic ကတော်တော်လေးဒါ reading speed writing speed တော်တော်လေးကောင်းတယ်ပေါ့နော်ကျွန်တော်အဲ့ဒါနဲ့ compare လုပ်ပြထားတာပါokay ဒါတလောက်ဆိုကျွန်တော်သိရတာပေါ့နော်ကျွန်တော် import လုပ်လိုက်မယ်အဲ့တော့ကျွန်တော်ကတ်လေးကျွန်တော်အခု test လုပ်ပြမှာဖြစ်တယ်โอเคဒါကျွန်တော်ကတ်ကလေးပေါ့နော်အဲ့တော့ပြန်ရွေးရမယ်တဲ့အဲ့ဒါကျွန်တော် step နေလိုက်မှာပေါ့ကျွန်တော်43D တောင်တက်တယ်ပေါ့44 43 44D တက်တယ်ပေါ့နော် rise speed ကကျွန်တော်ခုနပြောတာ40ပေါ့နော်40တောင်ကျော်သေးတယ်တော့ကျွန်တော် rise speed ချက်ရှိ80ပေါ့နော်ကျွန်တော်83 4D တက်ပါတယ်အဲ့တော့ကျွန်တော်ကူးတဲ့နေရာမှာအရင်မြန်သွားတာပေါ့နော်ကျွန်တော် riding speed 44ဆိုတော့တော်မြန်ပါတယ်ကျွန်တော်ဒါအခု found လေးတစ်ခုကိုကျွန်တော်အခု Panasonic ကလေးတစ်ခု Panasonic software လေးကျွန်တော်အခုတစ်ချက်ကျွန်တော်ကူးပြမယ်ပေါ့နော်ဒါလေး import လုပ်လိုက်မယ်ကျွန်တော် SD image လေးချက်ဖွင့်မယ် okay ကျွန်တော်ဒီမှာသွားပြီးတော့မှကျွန်တော်ယူလိုက်မယ်ပေါ့နော် found လေးသွားယူလိုက်မယ်ကျွန်တော် right ကြည့်ပါပေါ့နော် okay right ကြည့်မယ် okay ဒါကျွန်တော်တကယ်ရှိတာကဒါလေးကကျွန်တော်တို့14 GB ပေါ့နော် 40.8 ဆို 15 GB လောက်ရှိတယ်ပေါ့နော် okay ဒီမှာကျွန်တော်ကူးနေတာ5မိနစ်လောက်နဲ့ပဲကျွန်တော်6မိနစ်လောက်နဲ့ပဲကူးနေတာပေါ့နော်43 map တင်ပေါ့နော် okay ဒါလေးကျွန်တော်ဗီဒီယိုရှည်သွားမှာမလို့နော်ကျွန်တော် cancel လေးလုပ်လိုက်မယ်ကျွန်တော်ဒီအခု Panasonic လေးကိုကျွန်တော်တစ်ချက်အခုကူးပြမယ်ပေါ့နော်ကျွန်တော်တစ်ချက် right ပြမယ် okay ကျွန်တော်15 map ဆိုဒီမှာ16မိနစ်လောက်15မိနစ်လောက်ကူးအောင်ပေါ့နော်16ဆိုတော့16မှပဲတက်လာပါ writing speed ကအဲ့တော့ကျွန်တော်ဒီမှာ15မိနစ်လောက်7မိနစ်လောက်ကိုကွာတယ်ကျွန်တော်တို့ကူးရတဲ့အချိန်ပေါ့နော်ဒါတော့ကျွန်တော်ကူးနေတာ15 GB ပေါ့နော်15မှတ်ကိုကူးတာပေါ့နော်ဒီမှာကျွန်တော်15မိနစ်လောက်စောင့်အောင်ပေါ့နော် okay အဲ့လောက်ကွာပါတယ် okay အဲ့တော့ကျွန်တော်အဓိကတော့ကျွန်တော် customer တွေအဆင်ပြေဖို့ကျွန်တော်ကတ်တွေတုံးနေကျွန်တော် audio သမားလေးတွေကျွန်တော် audio ဆရာတွေ workshop ဆရာတွေ warning ဆရာတွေနေရကျွန်တော်တို့အဆင်ပြေဖို့နောက်ပြီးတော့ကျွန်တော် complaint လုံးဝမရှိအောင်လို့ကျွန်တော်လုပ်ပေးထားခြင်းဖြစ်တယ်ကျွန်တော်အခု10ကတ် UU ကတ်20 UU complaint တစ်ကတ်မှာကျွန်တော်အခုကတ်တော်တော်များများရောင်းပြီးပါပြီအဲ့တော့တစ်ကတ်မှာအခုလက်ထိကျွန်တော်တို့ပြန်မလာပါဘူးဒါကတော့ကျွန်တော်အခုလက်ရှိသုံးနေတဲ့ကျွန်တော်ရဲ့ customer တွေကျွန်တော်ရဲ့ကျေးဇူးရှင်တွေအကုန်လုံးကြည့်ပါတယ်အဲ့တော့ကျွန်တော်အခုနောက်ထပ်ဒီ audio အခုဒီ software လေးနဲ့ပတ်သက်ပြီးလုပ်ချင်တဲ့လူတွေလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်အဲ့တော့ကျွန်တော်အတက်နိုင်ဆုံးတော့ကျွန်တော်အဆင်ပြေအောင်အားလုံးအဆင်ပြေအောင်ကျွန်တော်ဒီအခုလက်ရှိကျွန်တော် quality ကောင်းကောင်းနဲ့ကျွန်တော်တေချာလေးဈေးနှုန်းလည်းအဆင်ပြေအောင်ကျွန်တော်လုပ်ပေးနေခြင်းဖြစ်တယ်ကျွန်တော်ဗီဒီယိုလည်းကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာလည်းကျွန်တော်ပြန်ဆောင်ကြတော့ပါနော်